အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီအပေါ်မှာမြင်နေရတဲ့ပုံကတော့နည်းနည်းလေးတော့ပုံကဝါနေတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ထိုင်းနိုင်ငံဘန်ကောက်နွန်ထဘူရီမှာဒီမြန်မာနိုင်ငံသားအမျိုးသားတယောက်ငါးသွားရှာရင်လည်းရေထဲမှာဒီရေနစ်ပြီးတော့တိတ်ဆုံးသွားတဲ့သတင်းလေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်ထိုင်းရောက်နေတဲ့ရွှေမြန်မာတွေအတွက်ဒါသတိအထူးသတိထားတဲ့အချက်တစ်ချက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဘာဘယ်ကနေစလဲဆိုတော့ဒီအမျိုးသားကသူ့ရဲ့တငယ်ချင်း3ယောက်နဲ့တူ4ယောက်ပေါ့နော်အားလုံးပေါင်းသူတို့4ယောက်ကနိုဝင်ဘာလ16ရက်နေ့ည10:00နာရီလောက်မှာဒီအခန်းနေထွက်ပြီးတော့သူတို့အနီးနားမှာရှိတဲ့ဒီရေရှိတဲ့နေရာမှာသွားပြီးတော့ငါးသွားပြီးတော့ငုတ်တယ်ပေါ့နော်အဲ့ဒီမှာ4ယောက်မှာ2ယောက်ကရေထဲဆင်းသွားတယ်2ယောက်ကကုန်းပေါ်မှာနေခဲ့တယ်ဒီအသက်ဆုံးရှုံးသွားတဲ့အသက်38နှစ်အရွယ်မြန်မာအမျိုးသားကတော့ဒါသူရေထဲကိုငုတ်သွားတယ်ပေါ့နော်ငုတ်သွားတဲ့အချိန်မှာဒီအပေါ်မှာရှိနေတဲ့လူတွေကဒါသူတို့စောင့်ကြည့်နေပေါ့စောင့်ကြည့်နေတဲ့အချိန်မှာဒီအမျိုးသားကချက်ချင်းပျောက်သွားတယ်ပျောက်သွားတော့သူတို့တွေဒီရေထဲဆင်းပြီးတော့ဝိုင်းရှာကြရတယ်ဒါပေမဲ့ဒီအမျိုးသားကိုဒါမတွေ့ဘူးပေါ့နော်မတွေ့တဲ့အခါမှာသူတို့ဒါအနီးနားမှာရှိတဲ့တကြီးကိုတွားပြီးတော့အကြောင်းကြားတယ်ဒီမှာတော့ကျွန်တော်အုတ်ချုပ်ရည်မှုပေါ့နော်မြန်မာပြည်နဲ့ပြောမှဆိုတော့အဲ့ဒီပုဂ္ဂိုလ်ကဒါသူချက်ချင်းပဲလိုက်လာပြီးတယ်ဒီတကြီးအဲ့ဒီနေရာကိုရောက်တဲ့အချိန်မှာ10နာရီနဲ့မိနစ်40ပဲရှိတယ်အဲ့တော့ဟိုသူတို့အိမ်ကထွက်တဲ့အချိန်တောင်10နာရီဆိုတော့ဒါအချိန်ကဘာမှမရှိသေးဘူးပေါ့နော်တကြီးကလည်းဒါသူတို့သက်ဆိုင်ရာဒီ foundation အဖွဲ့တွေဒီ plate တွေကိုအကြောင်းကြားပြီးတယ်ဒါ foundation အဖွဲ့တစ်ခွဲကနေလာပြီးတော့မှကျွန်တော်ရင်ကုန်သမား9ယောက်နဲ့အတူတူရှာတော့မှနိုဝင်ဘာလ18ရက်နေ့ဒီမနက်ပိုင်းလောက်မှာပြန်တွေ့တယ်ပေါ့နော်ဒီပြန်တွေ့တဲ့အချိန်မှာတော့ဒါသူကကြည်ရင်နစ်သွားတဲ့အချိန်ကလည်းကြာသွားပြီဖြစ်တဲ့တွေ့တာအသက်ကတော့ဆုံးရှုံးသွားတယ်အဲ့တော့ဒီကျွန်တော်ထိုင်းရောက်နေတဲ့ကျွန်တော်မြန်မာအနေနဲ့လည်းဒီအချက်ကိုတကယ်ကိုသတိထားပါဒီကျွန်တော်ထိုင်းနိုင်ငံမှာကတချို့နေရာတွေမှာဒါဒီငါးဖမ်းလို့မရတဲ့နေရာတွေရှိတယ်ဒါသူတို့ဥပဒေအရတားမြစ်ထားတယ်ပေါ့နော်ကိုကအဲ့ဒီနေရာမှာသွားပြီးတော့မှလုံးမိမယ်ဆိုလို့ရှိရင်ဒါဥပဒေချောင်းအရလည်းဒါအရေးယူခံရမယ်ပြီးလို့ရှိရင်အဆိုးဆုံးကတော့အခုကိစ္စလိုမျိုးပေါ့နော်ကိုယ့်ရဲ့အသက်ပါဆုံးရှုံးသွားနိုင်တယ်ဒီငါးရဲ့တန်ဖိုးကဒါဘယ်လောက်မှမရှိပါဘူးကျွန်တော်ဒီမှာဝယ်စားမယ်ဆိုလို့ရှိရင်ဒါလွယ်တကူလည်းဝယ်စားလို့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကဒီလောက်ပါပဲထိုင်းနိုင်ငံမှာရှိတဲ့ထူးခြားဖြစ်စဉ်တွေစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ကျွန်တော်တို့အဆိုပါ